ကိုသူရဲဟာဆိုရင်ဖြင့်အမေအလောက်ဝိုင်းလုံးနေပါရရှင်သူကပြောတယ်မင်းရသည်ချွေသူလည်းချွေမယ်ဆိုတော့ပေါ့နော်ဆိုရခါကြတော့သူလည်းမင်းသည်ချွေတယ်အဲ့ဒါနဲ့ပဲသူကအရန်ချွေချင်လို့ကျမကလည်းသူ့ကိုချွေလို့မှသူ့ကျမအလောက်ခိုင်းနေပါရရှင်